အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရဲဘော်မင်းဖုံးလို့ပဲဖြစ်ပါတယ်။တော့ဒီနေ့တော့စေတန်းကနေပြီးတော့ပြန်လာတဲ့ရဲဘော်တယောက်နဲ့စကားပြောကြည့်မှာပေါ့နော်။ကျွန်တော်တို့ထုတ်လို့ရေးကကျွန်တော်တို့ဒီတားတွေဖလက်နဲ့ခရင်ထုတ်လို့ရေးတပ်ဖွဲ့ကနေထုတ်လိုက်တဲ့ပစ္စည်းတွေဒီစေတန်းမှာအသုံးဝင်မဝင်ရဲကျွန်တော်တို့ထုတ်လို့ရေးကန်နာဒီတော်လန်ရေးမှာအရေးပါလားတော်လန်ရေးအရေးပါတဲ့အခက်အခဲဖြစ်လားမဖြစ်လားဆိုတာလေးကိုကျွန်တော်ဒီရဲဘော်နဲ့စကားပြောကြည့်မှာပေါ့နော်။အားလုံးပဲခံစားပေးပါအောင်ဗျ။ရဲဘော်ရေမင်္ဂလာပါပေါ့နော်ရဲဘော်ရဲ့နာမည်နဲ့ရဲဘော်အခုလုံနေတဲ့လှုပ်ရှားနေတဲ့တောင်လေးပေါ့နော်အဲ့ဒါလေးမိတ်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့ပါမင်္ဂလာပါဗျကျွန်တော်ကနာမည်ကတော့ရဲဘော်ပေါ်ကဖြစ်ပါတယ်ကျွန်တော်တောင်ယူထားတဲ့ပန်းတော့တိုက်ခိုက်ရေးပန်းရှင်းမွေးပန်းရပါမယ်ဟုတ်ဒါဆိုလို့ဆိုရင်ရဲဘော်ရဲ့ခြေတန်းအတွေ့အကြုံလေးတစ်ချက်လောက်ပြပါလားဗျဟုတ်ကဲ့ပါဘူးကျွန်တော်တို့ခြေတန်းမှာတော့စစ်ပွဲကကျွန်တော်တို့စီးပြီးပြန်ဖောက်ကြတာငွေတွေပြန်ဖြုံးကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထက်ဆမ်တန်ကြီးတဲ့စစ်ကောင်စီကိုခုခံတော်လှန်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလက်နက်ခဲယမ်းမပြည့်စုံတဲ့အပိုင်းနဲ့အများကြီးကြုံတွေ့ရတယ်ခင်ဗျဟိုနော်အဲ့ဒါဆိုရင်ပေါ့နော်ရေပေါ်ဟိုစေတန်းမှာကြတော့ပေါ့နော်ကျွန်တော်ဒီထုတ်လုပ်ရေးတွေပေါ့ကျွန်တော်ဒေါ်လာရင်းဖွဲကနေပြီးတော့ဒေါ်လာရေးဘက်ကနေပြီးတော့ဒေါ်လာရင်းအဖွဲ့တွေကနေထုတ်လုပ်လိုက်တဲ့ထုတ်လုပ်ရေးကနေထုတ်လုပ်လိုက်တဲ့ခဲယမ်းတွေကပေါ့စေမှာအသုံးဝင်ရလားပေါ့နော်ဥမာဒီ rocket လိုဟာမျိုးတွေဒီဗါလေ short dive ဒုံးလိုဟာမျိုးတွေဒီ drone ဘုံသီးလိုဟာမျိုးတွေနော်အဲ့ဒါတွေကတကယ်တော့ဟို16မိုင်းပေါ့နော်စစ်ထွက်မိုင်းလိုဟာမျိုးတွေကားမိုင်းလိုဟာမျိုးတွေစေတန်းစနစ်ပြမှာတကယ်ရောအသုံးဝင်ရတာဟုတ်ကဲ့အခုသုံးဝင်ပါတယ်ကျွန်တော်တို့လက်ရှိပဲကြည့်လိုက်ကျွန်တော်တို့ draw ဘုံသီးပဲဖြစ်ကိုယ်တိုင်ထုတ်လုပ်နေကြတာဖြစ်တယ်ဒီလက်နက်ငယ်ပိုင်းတွေဆိုရင်လည်းပဲဒါကျွန်တော်တို့နိုင်ငံညပြကိုယ်ပိုင်ထုတ်လုပ်ရေးငယ်လေးတွေရှိကြတယ်ကျွန်တော်တို့ဓာရီပဲအားပြုရတာပေါ့လက်တစ်စီဝယ်မယ်ဆိုရင်ကျွန်တော်တို့ဒီတော်လိုင်းကာလ2021ကနေစတာအခု2025ထဲရောက်လာပြီဖြစ်တယ်ဒီလူကလည်းနည်းနည်းပြင်မှန်းလာကြက်တဲလာလို့ပြောရမယ်ပေါ့တော်လိုင်းကာလစီကြလာတဲ့အတွက်ဒီထုတ်လုပ်ရေးပိုင်းတွေကကြာလေပို့ပြီးတော့သူတို့ရဲ့တရှိမှုတွေမဖြစ်အရေးကြီးလာတယ်ဆိုတဲ့ဘက်ကြီးတွားတွေ့ရပါတယ်ခင်ဗျဟောဒါဆိုရင်တော့ရောဒီထုတ်လုပ်ရေးကတော့ဒါဒီတော်လိုင်းရေးမှာမရှိမဖြစ်လိုအပ်တယ်လို့ပြောကြတာပေါ့နော်ဟုတ်ကဲ့ပြောလို့ရပါတယ်ဟောမရှိမဖြစ်လိုအပ်တယ်ဆိုတော့လေဒီထုတ်လို့ရေးတကယ်လို့ထုတ်လို့ရေးအခက်အခဲနာတွေကတော်လိုင်းရေးမှာမရှိတော့ဘူးဆိုရင်ဘယ်လိုဖြစ်လာနိုင်လဲပေါ့နော်တော်လိုင်းရေးတော်လိုင်းရေးမှာထုတ်လို့ရေးပိုင်းကဏ္ဍတာမရှိတော့ဘူးဆိုရင်ကျွန်တော်တို့တစ်ဖြည်းဖြည်းနဲ့ပေါ့ဘာဖြစ်တော့လဲတော်လိုင်းရေးကြာလာတယ်လူလူကကြက်သေးလို့ကျွန်တော်တို့တော်လိုင်းရေးကရက်တီထားတာကလူလူကြီးကလာတဲ့ထောက်ပံ့ဝင်နဲ့ရက်တီထားတာဖြစ်တဲ့အတွက်တော်လိုင်းရေးစီကြာလာရင်လူလူကကြက်သေးသွားမယ်ဆိုအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီလိုတစ်ပိုင်းတစ်နိုင်ထုတ်လို့ရေးမရှိဘူးဆိုရင်တစ်ဖြည်းဖြည်းနဲ့တော်လိုင်းရေးကပို့ပြီးတော့ကြက်သေးလာတယ်ဗျာဒါဆိုတော့ထုတ်လို့ရေးကဏ္ဍလာဒါတော်လိုင်းရေးကနေပြီးတော့တော်လိုင်းရေးရဲ့အခက်အခဲတစ်ခုကနေထုတ်လို့ရေးကဏ္ဍလာပျောက်ကွယ်သွားမယ်ဆိုလို့ရှိရင်ဒီတော်လိုင်းရေးကြီးတဖြည်းဖြည်းနဲ့ပို့ပြီးတော့ပုံမချက်တီးလာမယ်လို့ဟိုပြောလို့ရတာပေါ့နော်ပြောလို့ရတာပဲဟုတ်ရဲဘော်ရေနောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ဒီမှာဒါကျွန်တော်တို့သက်ရောကနေကျွန်တော်တို့ဒီတားတူကနေပြီးတော့ထုတ်လုပ်လိုက်တဲ့ဒီ Z23 လို့ထင်တယ်ပေါ့နော်ဒါရဲဘော်တို့ဒါရှေ့တန်းမှာရဲဘော်တို့ကိုယ်တိုင်သုံးတယ်ဆိုတော့နော်ဒီအဆင်ပြေရလားပေါ့ဟုတ်ကောင်းနေကဒီကောင်းနေအဆင်ပြေပါတယ်ကိုသုံးနေကြတယ်ပေါ့သုံးနေကြတယ်ဆိုတော့ဖွက်တော်တော်များများမှာသုံးနေကြပေါ့ဒီ Z23 တွေဟုတ်ဒါဆိုရင်တော့ဒါရှေ့တန်းစနစ်ပြမှာဒါစိတ်ကြယုံကြည်ပါနဲ့သုံးဆွဲလို့ရနိုင်ပြီပေါ့နော်ဟုတ်သုံးလို့ရနိုင်ပြီတော့ပြီးတော့ဖိုးခအားဖြင့်လည်းပဲကျွန်တော်တို့80 80ဆိုတော့ရှင်းတင်လျောက်ပတ်တဲ့ဈေးနှုန်းလိုပဲပြောရမယ်ကိုပိုင်ဖိုးခရဖြစ်တဲ့အတွက်အများကြီးတက်တာတယ်ပေါ့ကိုပိုင်ကတော့ပေါ့နော်ဒါကတော့ဒီဓမ္မငွေသေးကြားမှုတောင်းဒီ80 80တက်သွားတာပေါ့အဲဒီထိုင်းဘတ်ငွေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်တွေရဲ့ထုတ်လုပ်မှုကုန်ကြကြီးက9000ခွဲနဲ့9000ခွဲပတ်ချလည်းပဲရှိတာပေါ့နော်ဒါ9000ခွဲပတ်ချလည်းပဲရှိတာဆိုတော့ဟောဘယ်လိုခေါ်မလဲဟိုတခြား M4 တို့ M16 တို့ဒီ AK47 တို့နဲ့ရှယ်လို့ရှိရင်တော့ဈေးနှုန်းကြီး2လက်3လက်3လက်လောက်ခွာတယ်ပေါ့နော်ခွာတယ်ဆိုတော့ဒါရဲဘော်တွေလည်းဒီကုန်ကြသေးလောက်လေးနဲ့ကိုကောင်းကောင်းသုံးဆွဲနိုင်တာပေါ့ဟိုကျွန်တော်တို့ကတော့ဒီလက်နက်တွေကိုထုတ်ပေးတယ်တောင်းစားတာတော့မဟုတ်ဘူးသို့တော့ကျွန်တော်ထုတ်လို့ရေးလုပ်တဲ့နေရာမှာအကုန်လုံးဒီကုန်ကျန်းပစ္စည်းတွေလိုတယ်လေဟုတ်ကဲ့ဒီကုန်ကျန်းပစ္စည်းတွေကအလကားမရဘူးဗျာဟုတ်ကဲ့အလကားမရတဲ့ခါကျတော့ကုန်ကျန်းပစ္စည်းလိုတယ်အဲ့တော့ကျွန်တော်တို့ရဲ့ထုတ်လို့ရေးကနေပြီးတော့ညီသည့်ဒီစစ်ကောင်စီကိုတော်လှန်နေတဲ့စာနာစစ်တဲ့ပြုတ်သားရေးကိုတော်လှန်နေတဲ့ညီသည့်တော်လှန်သည့်အဖွဲ့အစည်းကိုမဆိုကျွန်တော်တို့ကထုတ်လုပ်ပြီးဒါပေမဲ့ဘလောက်ထုတ်လုပ်ချင်တာလဲပေါ့9လက်လား10လက်လားအလက်20လား
အဲ့ဒီဟာအတွက်ကတော့ကျွန်တော်တို့ကုန်ကျန်းပစ္စည်းဘူးလေးတော့ဟိုပြန်ပေးရမယ်ပေါ့နော် ဟုတ်ကဲ့ ကုန်ကျန်းပစ္စည်းဘူးပေးရင်တော့ဒီတော်လည်းရေးဖွဲ့မဆိုကျွန်တော်တို့ကထုတ်ပေးမှာပဲဖြစ်တယ်ပေါ့နော်ဒါလည်းဒီကနေပြီးတော့ကျွန်တော်တို့သတင်းစကားလေးပါကြနေတာပါဗျာနော် ဟုတ်ကဲ့ပါ ရဲဘော်အနေနဲ့ဒီပြည်သူတွေကိုပေါ့နော်ကျွန်တော်တို့ကြည့်ရှုနေမဲ့မိဘပြည်သူတွေကိုဘာများပြဆက်ပြောကြမှာလဲခင်ဗျ ကျွန်တော်တော်လန်လူကိုအဓိကပြောချင်တာကတော့ကျွန်တော်တို့စစ်ပွဲစီကြလာတာနဲ့အမျှကျွန်တော်တို့ဒီစစ်ပွဲကိုရက်လိုက်လို့တော့မရဘူးဒါပေမဲ့ပြည်သူတော်လန်လူကတဖြည်းဖြည်းနဲ့စက်သေးလာဆိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ကျွန်တော်တို့က ready made တနက်တွေဝယ်ပြီးတော့အများနဲ့တုံးနိုင်တော့ဘူးပေါ့စစ်နိုင်မှုအတွက်ကလည်းကျွန်တော်တို့ကဒီလက်နက်ခဲရမရှိမရှိလိုအပ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီလိုကိုယ်ပိုင်တစ်ပိုင်းတစ်နိုင်ထုတ်လုပ်ရေးတွေကိုပုံမပြီးတော့ပူပေါင်းပါဝင်ပေးဖို့ကျွန်တော်အနေနဲ့ကတော့မေတ္တာရပ်ခံနေပါတယ် ကျေးဇူးပါရဲဘော်ကြီးအားလုံးပဲမိဘပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ထုတ်လို့ရကဏ္ဍမှာဒီရဲဘော်ပြောသွားသလိုပဲကျွန်တော်တို့ဒေါ်လာရေးကြီးမှာတော့ဟိုဒေါ်လာရေးကြီးအမြန်အောင်ဖို့ဆိုရင်ထုတ်လို့ရကဏ္ဍတွေဒီလေမရှိမဖြစ်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေတာဖြစ်တဲ့အတွက်ညီသည့်ထုတ်လို့ရအဖွဲ့ကိုမဆိုမိဘပြည်သူများအနေနဲ့ကြည့်ရှုဟိုထောက်ဖို့ကူညီပေးဖို့ဒါဒီနေရာကနေပြီးတော့မြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်